အားလုံးပဲမင်္ဂလာပါရှင် Go In Education ကမဝင်နေဆုံးပါဒီနေ့မှာဆိုလို့ရှိရင်တော့ဒီ Australia ရဲ့နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ James Cook University ရဲ့ Singapore campus မှာတက်ရောက်နိုင်တဲ့ဒီဘာသာရပ်တွေနဲ့အကြောင်းအရာတွေပြည့်နေတဲ့ပညာသင်စုအကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်GCU Singapore ဆိုလို့ရှိရင်တော့ဒါ Singapore ရဲ့ဒီ Simtright campus မှာတည်ရှိပြီးတော့ကျောင်းရဲ့ဒီခင်မီရဲ့ campus နဲ့ကျောင်းစာကြီးတိုင်းအားကစားခွင့်တွေကျောင်းနဲ့ကျောင်းသားကျောင်းသူတွေအများဆုံးရွေးချယ်ပြီးတော့တက်ရောက်နေတဲ့ကျောင်းတစ်ခုလည်းဖြစ်ပါတယ်သင်ယူနိုင်တဲ့ major တွေအနေနဲ့ဆိုလို့ရှိရင်တော့ IT, Business, Psychology, Tourism and Hospitality Management ဒီတခြားသော Environmental Science ဘာသာရပ်တွေကိုလည်းဒါကျောင်းသားကျောင်းသူတွေအနေနဲ့ရွေးချယ်ပြီးတော့တက်ရောက်နိုင်ပါတယ်ရှင်ဒါအပြင်ကိုသင်ယူညွှန်တက်နေအနေနဲ့ဆိုလို့ရှိရင်လည်းဒါ Australia ရဲ့ James Cook University ရဲ့ course curriculum နဲ့အတိုင်းကိုသင်ကြားပြီးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့စင်ကာပူကနေလည်းတစင် Australia နိုင်ငံရဲ့ဘွဲ့ဒီဂရီကိုပုံကြားစီသက်သာစွာရယူခြင်းနဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကတော့ဒီ James Cook University Singapore campus မှာဒီ May intake ကနေစတင်ပြီးတော့တက်ရောက်နိုင်ပါတယ်ရှင်အထူးသဖြင့်ဒီ May 2026 intake မှာတက်ရောက်ကြမယ့်ကျောင်းသားကျောင်းသူတွေကိုကျောင်းကနေပြီးတော့ဒီ scholarship up to $2000 အထိကိုပေးရနေပြီးတော့ဒါအပြင်ကိုဒီ application fee ဝင်ရ one month accommodation free ရဲ့ one way air ticket ကိုလည်းကျောင်းကနေပြီးတော့ဒါ2026 May intake မှာရှောက်ထားခြင်းကလေးတွေကျောင်းလျှောက်နေဆိုလို့ရှိရင်ဒါရရှိနိုင်တဲ့အခွင့်အရေးတွေကိုလည်းတင်ကောင်းပေးအပ်ပါတယ်James Cook University Australia ရဲ့ Singapore campus မှာတက်ရောက်ခြင်းနဲ့ကျောင်းသားကျောင်းသူတွေဒီ Merit Scholarship ကိုရှောက်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီမိမိတို့ရဲ့ပြမြောက်ထားတဲ့ပညာရေးနောက်ခံမြန်မာပြည်စနစ်သစ်စနစ်အဟောင်း IGCSE, GED, OSST တခြားသောဒီ high school level ရှိထားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့လည်းဒါ Bachelor degree တွေရဲ့ဒီ Merit Scholarship ကိုရှောက်ထားရနိုင်ပါတယ်ရှောက်ထားဖို့ရန်အသေးစိတ်အချက်လက်တွေကျောင်းလျှောက်ဖို့ရန်နဲ့ဒီဘာသာရပ်တွေကိုအသေးစိတ်ဆွေးနွေးကျင်တာမျိုးဆိုလို့ရှိရင်တော့ Go In Education ရဲ့ consultant တွေနဲ့ဒီတဦးချင်းဆွေးနွေးဖို့ရန်အတွက်ကိုဖိတ်ခေါ်ပါတယ်ရှင်